အားလုံးပဲမင်္ဂလာပါဒီမှာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Okay ပထမဆုံးပြောချင်တာကတော့အကုန်လုံးသိကြပြီးတဲ့တိုင်းဖြစ်တဲ့အားလူမျိုးတွေရဲ့အကြောင်းပါ If you know you know okay ဒီကပြောချင်တာတော့ guest တွေပေါ့နော်ဒီဧည့်သည်တွေဘာလို့ဆိုကျွန်မဒီ customer service ဒီ front office နဲ့ပတ်သက်ပြီးလုပ်နေတဲ့အခါကျတော့ပထမဦးဆုံးပြောချင်တာက guest တွေကမှအားအကြောင်းပြောချင်တာအားတွေကမှ guest အကြောင်းပြောချင်တာဒီကသူတို့ရဲ့ characteristic okay နိုင်ငံလုံးဒီပါပဲလာတဲ့ခါကျရင်သိရမလားတမျိုးလုံးတစ်ဆွေလုံး generation တစ်မျိုးစလုံးပါလာမယ်ပြီးတဲ့ခါကျရင် guest check in ဝင်မှာပေါ့နော် check in ဝင်ရင် check in counter ကိုမရောက်သေးဘူးဟိုးဒီ lobby ကနေစား same floor ပေးပါငါတို့ကို free upgrade ပေးပါဆိုပြီးတော့လှမ်းပြီးတော့ on နေရနော်ဒါတော့ check in counter ကိုမရောက်သေးပါဘူးပြီးရင်လာမယ် hey breakfast ကနင်တို့မှာ vegetarian Jane option ရှိလား Jane what the fuck is this Jane okay ရှိရနင်တို့တိတ်ချိန်မှာ F&B စီတာလိုက်သွားရင်မှာ chef တူတိုင်းစကားပြောငါတို့မှာတော့ option တွေအများကြီးရှိတော့ဆိုငါတို့ international buffet restaurant okay what the fuck is this Jane ဆိုတော့ generation like vacation လာကြတဲ့ခါကျတော့အခန်းတွေက8ခန်း9ခန်း10ခန်းနေဖြစ်နေတယ်လေအခါကျရင်ဒီ10ခန်းလုံး on the same floor ဖြစ်ဖို့ကကိုရီးယား occupancy နဲ့လည်းဆိုင်တယ်လေအခါကျရင်ဟာပြဿနာတွေတက်ပြီဒီမှာတစ်ခါလေကျရင်တို့ရဲ့ booker နေ reservation လုပ်လာတဲ့နေကကြတော့မတူတဲ့ခါကျရင်မပိုးဆိုးပြီဟာသိရမလားဒါက one of the most common okay အဲ့ဒါပြီးနောက်တစ်ခု complimentary တောင်းတဲ့ကိစ္စဒီ complimentary မှာလည်းလေပြောရအောင်မကောင်တာစီမရောက်သေးဘူးလေရင်ပေါ်ကနေစလှမ်းပြီးတော့ complimentary တောင်းနေတဲ့အဖွဲ့တွေလည်းရှိတယ်။ငါတို့ complimentary ဖျောက်ခဲ့ပြီအဲ့ခါကျရင်စကားတစ်ခုနဲ့ပြောလိုက် complimentary ဆိုပတ်စံပေးရမယ်250ဒီ okay အဲ့ကျရင်အပေါက်တွေတိတ်သွားပါမယ်။တောင်းလိုက်တဲ့ complimentary ဆိုတာနေရမဟုတ်နေ့ကဆိုရင် email တစ်စောင်ပို့လာတယ်။သူတို့အခန်း3ခန်းပေါ့နော် welcome cake 3လုံးလိုချင်ပါတယ်ပေါ့။ပြီးရင်နောက်တစ်နေ့ကျရင်သူတို့ရဲ့ကလေး12နှစ်ပြည့်မွေးနေ့3ရောက်ကကိတ်လိုချင်တယ်စဉ်းစားကြည့်မှာ3ခန်းကိုကိတ်6လုံးတရက်ပြီးတရက်ပို့ရမယ်။ complimentary ဆိုတိုင်းအကုန်လုံးလိုချင်နေတဲ့အဖွဲ့တွေသူတို့တွေပဲဖြစ်တယ်နော်။ပြီးရင် early check in တောင်းတဲ့ကိစ္စcheck in တိုင်းက3နာရီလာမယ်9နာရီမနက်9နာရီအခန်း ready ဘာလို့မဖြစ်တာလဲဘာလို့လဲငါတို့မှာခလေးသားလေးတွေပါတယ်ငါတို့မှာလူအကြီးတွေပါတယ်အေးပိုင်းမနေမလို့မှထိုင်နေ okay စိတ်စင်းရဲဦးကောင်းပြီးတော့နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ queue ကိုဖြတ်တဲ့ကိစ္စသူများတွေတန်းစီနေရအောင်ကြော်ခွဖြတ်ပြီးတော့လာရတဲ့ကိစ္စဒါကပြောရရင်အခြေခံအားဖြင့်လူကျင့်ဝတ်တရားမှန်တယ်မလားသူတို့တွေမှာအဲ့ဒီ common sense မရှိဘူးဒီလားသူများကတန်းစီနေတာကိုလည်းကြောခွာပြီးတော့excuse me နဲ့ဘားတွေပါချရှင်တယ်တကယ်ပဲဒေါသထိန်းနိုင်ရဒါပေမဲ့လေကိုလုံးနေတဲ့ customer service တည်ရမလားအဲ့လိုမျိုးပဲတည်မလားနေ့တိုင်းလို့ဖြစ်နေကြတော့မထုံတော့ဘူးဖြစ်နေခဏလေးနော်ငါ assist လုပ်နေတယ်ပြီးနေတော့ငါ assist ပြန်လုပ်ပေးမှာ I'm assist you in another I will catch you later okay ဘာညာတာပါဘောနော်အဲ့လိုပြောပြီး check in counter မှာအခန်းတွေက9ခန်း10ခန်း10ခန်းလောက်လာတယ်ကွယ်ကိုစားပြုတယောက် check in လုပ်ပေးနေရတယ်အေးမဟုတ်တရွာလုံးတစ်မျိုးလုံးတစ်ဆွေလုံး check in counter မှာဝိုင်းပြီးတော့နေနေတယ်ပြီးတော့သူတို့တွေရဲ့3-4ရက်ရေမချိုးထားတဲ့အနက်တွေကမှုေးကြိုင်နေတာဒီလားတကယ်ဖြစ်နေတာကျမကသူတို့ကိုလူမျိုးခွဲခြားတာလည်းမဟုတ်ဘူးတကယ်ဖြစ်နေတဲ့ကိစ္စကိုကိုယ်ခံစားကြုံတွေ့နေရတာကို sharing လုပ်ပေးခြင်းတာဖြစ်ပါတယ်နော်အခုမှအခန်းတွေမရှိတော့လို့ on the same floor at least အနည်းဆုံးတော့ငါတို့ on the same floor ထားတာပြီးတော့ငါတို့ occupancy minus ဖြစ်နေရပါတော့ occupancy minus ပြီးတော့ညခန်းတွေကိုလည်းကို switch တွေလုပ်ပြီးတော့အကုန်လုံးအခန်းတွေဟိုရွှေ့တီရွှေ့ဟိုပြောင်းတီပြောင်းဒီမှာညခန်းတွေလည်းယူသူ့ခန်းတွေလည်းညောက်ပေးအဲ့လိုလုပ်ပြီးတော့အနည်းဆုံးတော့ငါတို့ကနေကို on the same floor ထားပြီးမယ်